ကျွန်တော် BBC အတွေ့အကြုံတွေကိုပြောတော့ပရိသတ်တချို့ကမိဘများစကားရအစီအစဉ်ကိုတင်ဆက်ခဲ့တဲ့ဦးလေးကြီးဥဖေသန်းအကြောင်းကိုစိတ်ဝင်စားမေးကြပါတယ်တကယ်တော့ကျွန်တော် BBC ကိုစဝင်တဲ့1996မှာဦးလေးကြီးဥဖေသန်းကအငင်းစားယူပါတယ်ကျွန်တော်ဝင်ရတဲ့နေရာကို၌ကဦးလေးကြီးဥဖေသန်းအငင်းစားယူလို့လစ်လပ်သွားတဲ့နေရာလို့လည်းသိရပါတယ်ဒါပေမဲ့ဦးလေးကြီးဟာအငင်းစားယူပြီးနောက်ကာလအတန်ကြာအချိန်ပိုင်းဆက်လုပ်နေပါတယ်အဲဒါကြောင့်ကျွန်တော်ဟာဦးလေးကြီးဥဖေသန်းနဲ့ကျွန်တော်ခေါ်တော့ဆရာဥဖေသန်းပေါ့ဗျာဆရာဥဖေသန်းနဲ့ကာလအတန်ကြာလက်တွဲလုပ်ခွင့်ရခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အထက်တန်းကျောင်းသားဘဝကတည်းကဖတ်ခဲ့ပူတဲ့ဂန်းကောင်မြိုင်စာတမ်းထဲမှာဆောင်းမရှင်ပေါ့လေဆရာကြီးဇော်ကြီးဆရာကြီးမင်းသူဝန်းဆရာကြီးနွယ်ဆိုးပါညာဆရာလောင်သင်းဆရာတင်မိုးနောက်မောင်ဖေသန်းဆိုတဲ့ဆောင်းမရှင်တပုတ်ဆောင်းမရှင်တယောက်ရဲ့စာတမ်းကိုလည်းကျွန်တော်ဖတ်ခဲ့ရပါတယ်ဆိုတော့အဲ့မောင်ဖေသန်းဟာဦးလေးကြီးဥဖေသန်းပဲလို့ကျွန်တော် BBC ရောက်တော့စကားတိုက်ဆိုင်လို့ပြောရင်သိလာရပါတယ်အဲ့ဒီတော့ဆရာဟာရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာနှီးပြဝင်လုပ်နေတုန်းလို့ထင်ပါတယ်နောက်တိုက်ဆိုင်မှုတစ်ခုကတော့1983ကျွန်တော်ရန်ကုန်တက္ကသိုလ်မှာ MA တက်နေရင်လူသားများကောလိပ်မှာအချိန်ပိုင်းနှီးပြအဖြစ်လုပ်ရပါတယ်အဲ့လူသားများကောလိပ်နဲ့သိမလှမ်းကမ်းတဲ့ရမခရစ်နာခမ်းမမှာဆရာကြီးဒေါက်တာထင်ဝါ Harvey Imperialist or Historian ကြီး Harvey ဟာနေကျသမလာသမိုင်းပညာရှင်လားဆိုတဲ့စာတမ်းကိုဖတ်ပါတယ်အဲ့ဒီကြောင့်စကားစမီတို့ပြောမိတော့လဲဆရာဥဖေသန်းကလည်းဟာကျွန်တော်လည်းတက်ခဲ့တယ်ဗျာအဲ့စာတမ်းဖတ်ဖို့လို့ဆိုတော့တက်ဆင်ပါပဲဒီဆရာဥဖေသန်းကတော်တော်ကိုလေးလာအားကောင်းတယ်အင်မတန်စူးစမ်းမှုအားကောင်းတဲ့ပုဂ္ဂိုလ်စဖာအားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူ့ကိုတခါကျွန်တော်ရောက်ဖူးတော့ဟာစာအုပ်တွေဟာအဲကမ်းမှာကိုပုံလိုက်ပုံလာတွေ့ခဲ့ရပါတယ်တကယ်တော့အဲ့ခင်ဟာအခုလို Google တို့ internet တို့မရှိသေးပါဘူးခလုံးနှိပ်ပြီးတော့သိကျင်တာကိုရှာလို့မရပါဘူးသိရင်စာအုပ်ကိုရှာပါပါရှာကြံလေးလာဖတ်ရှုရတယ်ဒါတဲ့အရေးကြီးတဲ့အထောက်အထားတွေဆိုရင်စာကြည့်လိုက်ကိုတခုကသွားပြီးတော့ဖတ်ရပါတယ်ဒီကိစ္စကိုပင်ပင်ပန်းပန်းလုပ်ပြီးတော့ဆရာကြီးဥပ္ပဒန်းဟာပရိသတ်တွေသိကျင်သမျှကိုနှစ်ပေါင်းများစွာအပတ်စဉ်အထောက်အထားနဲ့တကွမှန်မှန်ကန်ကန်တိတိကျကျဖြေဆိုနိုင်ခဲ့ပြီးတာဟာအင်မတန်ကျေးဇူးတင်စရာကောင်းတယ်သူရဲ့စေတနာသူရဲ့ကြိုးစားအထောက်မှုလည်းအထူးပဲချီးကျူးစရာကောင်းပါတယ်နောက်အဲ့ဒီကကျွန်တော် BBC မှာအပတ်စဉ်ဌာနတွင်ကထုတ်လွှင့်တဲ့အစီအစဉ်တွေကိုအချင်းချင်းပြန်လည်သုံးသပ်ကြပါတယ်ဌာနတွင်မှာတခါမှဆရာဥဖေသန်းမကြခင်ကထုတ်လွှင့်ခဲ့တဲ့အစီအစဉ်ကိုကျွန်တော်သုံးသပ်ရပါတယ်အဲ့ဒီအစီအစဉ်ကတော့ Federal ပြည်ထောင်စုစနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ဖွဲ့စည်းပုံမှာဘိုးအစိုးရရဲ့လူပိုင်ခွင့်နဲ့တာဝန်တွေနောက်ပြည်နယ်တွေရဲ့အစိုးရလူပိုင်ခွင့်နဲ့တာဝန်တွေကိုဇယားနဲ့ခွဲထားတယ်နောက်ဆက်တွဲမှာဇယား1မှာဘယ်သူရဲ့လူပိုင်ခွင့်နဲ့တာဝန်ဇယား2ကဘယ်သူရဲ့လူပိုင်ခွင့်နဲ့တာဝန်ဆိုပြီးတော့စသဖြင့်ပေါ့လေအဲ့လိုခွဲထားတဲ့နေရာမှာအဲ့ဒီလူပိုင်ခွင့်နဲ့တာဝန်တွေကို subject အလိုက်ခွဲထားတယ်လို့ရေးထားတာကိုဆရာဥဖေသန်းကဘာသာရပ်အလိုက်ခွဲထားတယ်ဘာသာရပ်အလိုက်ခွဲထားတယ်လို့ပြောသွားပါတယ်အဲ့ဒါကိုကျွန်တော်ကနားထောင်ထားတော့ဒီညမှာ subject အလိုက်ခွဲရဲဆိုတော့ဘာသာရပ်ဆိုတာတက်အကြောင်းအရာအလိုက်ကဏ္ဍအလိုက်ခွဲရဲဆိုရင်ပိုသင့်တော်မယ်ထင်ပါတယ်လို့ကျွန်တော်ကဝေဖန်ပါတယ်ဝေဖန်တဲ့ဆိုတာလည်းကျွန်တော်ရဲ့အမြင်ကိုပြောပြတဲ့သဘောသားဖြစ်ပါတယ်အဲ့ခါမှာဆရာဥပ္ပဒါဘာမှပြန်မပြောပါဘူးသူခေါင်းတချိန်ချင်းနဲ့ခပ်ပြုံးပြုံးလေးနားထောင်နေပါတယ်အဲ့ဒါဆရာကိုကျွန်တော်မှတ်မိနေတာတကယ်တော့ဆရာရဲ့ကျူစာအထုံးမှာကျွန်တော်တို့အင်မတန်အတူယူစရာနမူနာယူစရာဖြစ်တယ်ဆိုတာကိုပြောပြလို့ရမှာအခုပရိသတ်တွေကဆရာကိုသတိရလို့မေးမြန်းတာကိုပြန်ဖြေရင်းနဲ့ဆရာကိုကျွန်တော်လည်းပဲဒလေးတစားသတိရနေပါတယ်ဆိုတာကိုပြောကြလိုက်ပါတယ်ခင်ဗျာ